လူဘဝဆိုတာပြိုင်ပွဲတစ်ခုလိုပါပဲကျွန်တော်တို့တွေဟာနေ့စဉ်နဲ့အမျှပိုကောင်းတဲ့ဘဝပိုများတဲ့ပိုင်ဆိုင်မှုတွေအတွက်ရုန်းကန်နေကြရပါတယ်ဒါပေမဲ့တစ်ခါတလေမှာကျွန်တော်တို့ဟာကိုယ်နဲ့မထိုက်တန်တာတွေကိုလိုချင်တက်မှတ်မိတတ်ကြပါတယ်အဲ့ဒီလိုလူယူပိုင်ဆိုင်လိုက်တဲ့အရာတွေကကျွန်တော်တို့ကိုပျော်ရွှင်မှုပေးမလားဒါမှမဟုတ်တစ်သက်လုံးနောင်တရစေမဲ့အစိတ်အတောက်တွေဖြစ်လာမလားဒီနေ့ဗီဒီယိုမှာတော့ဘလောက်ပဲလိုချင်ဘဝမှာဘယ်တော့မှလူမယူသင့်တဲ့လူယူလို့လည်းမရတဲ့ဖိုးတန်ပိုင်ဆိုင်မှု6ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီချက်တွေကိုသိထားခြင်းကတင့်ကိုစိတ်အကျဉ်းသာရတဲ့ဘဝပိုင်ရှင်တစ်ယောက်ဖြစ်လာစေမှာပါနံပါတ်1သူတစ်ပါးရဲ့ဂုဏ်သိက္ခာဆိုတာတိဆောက်ရခက်ပြီးဖြည့်ဆည်းရလွယ်ပါတယ်ပထမဆုံးချက်ကတော့ဂုဏ်သိက္ခာပါလူတစ်ယောက်ဟာသူ့ရဲ့ဂုဏ်သိက္ခာကိုဆယ်စုနှစ်ပေါင်းများစွာစူးစမ်းတိဆောက်ထားရတာပါတခါတလေမှာကျွန်တော်တို့ဟာကိုယ့်ရဲ့အတ္တကြောင့်ဖြစ်စေမနာလိုမှုကြောင့်ဖြစ်စေသူတစ်ပါးရဲ့ဂုဏ်သိက္ခာကိုညှိုးနှွမ်းအောင်လူအများအထင်သေးအောင်လုပ်တတ်ကြပါတယ်ဒါပေမဲ့မှတ်ထားရမှာကသူတစ်ပါးရဲ့ဂုဏ်သိက္ခာကိုနင်းချပြီးရလာတဲ့ကိုယ့်ရဲ့အောင်မြင်မှုဟာခဏတာပဲခံပါတယ်သူတစ်ပါးကိုအပုတ်ချပြီးကိုမြင့်တင်တာဟာအနှိမ့်ကြဆုံးလုပ်ရပါတကယ်တော့ဂုဏ်သိက္ခာဆိုတာလူယူလို့ရတဲ့အရာမဟုတ်ဘဲကိုကျင်တရားနဲ့ပဲပြိုးထောင်ရတာဖြစ်ပါတယ်နံပါတ်2သူတစ်ပါးရဲ့အောင်မြင်မှုအတိအပွင့်သူတစ်ပါးစူးစမ်းအားထုတ်ထားတာကိုအလွယ်လန်းနဲ့မရယူပါနဲ့ဒုတိယချက်ကသူတစ်ပါးရဲ့စူးစမ်းအားထုတ်မှုရလဒ်တွေဖြစ်ပါတယ်လုပ်ငန်းခွင်မှာဖြစ်ဖြစ်ပညာရေးမှာပဲဖြစ်ဖြစ်သူတစ်ပါးရဲ့ idea တွေသူတစ်ပါးရဲ့ project တွေကိုကိုယ်နာမည်တက်ပြီးလူယူတာမျိုးဟာအလွန်ရှက်ဖို့ကောင်းပါတယ် credit လူယူခြင်းဟာသင်ရဲ့အရေးချင်းမရှိမှုကိုပြသနေတာနဲ့အတူတူပါပဲသူတစ်ပါးရုန်းကန်ခဲ့ရတဲ့ချွေးနဲ့သွေးတွေကိုလူယူပိုင်ဆိုင်တာဟာရေရှည်မှာသင်ကိုဘယ်တော့မှတိုးတက်အောင်လုပ်ပေးမှာမဟုတ်ပါဘူးကိုယ့်အကိုပြီးရလာတဲ့သိငယ်တဲ့အောင်မြင်မှုဟာသူတစ်ပါးစီကလူယူထားတဲ့ကြီးမားတဲ့အောင်မြင်မှုထက်အစပေါင်းများစွာပိုပြီးဂုဏ်ယူဖို့ကောင်းပါတယ်နံပါတ်3သူတစ်ပါးရဲ့ချစ်သူအိမ်တော်ဘက်အတင်းအဓမ္မလူယူထားတဲ့အချစ်ဟာငရဲတစ်ခုပါပဲတတိယချက်ကတော့အထိရှလွယ်တဲ့အချစ်ရေးကိစ္စပါအချစ်မှာအမှားအမှန်မရှိဘူးလို့အချို့ကစင်ကြေပေးတတ်ကြပေမဲ့သူတစ်ပါးရဲ့ချစ်သူဒါမှမဟုတ်အိမ်တော်ဘက်ကိုလူယူတာဟာကိုကျင်တရားပြပြခြင်းရဲ့ပြရုပ်တစ်ခုပါလူယူလို့ရတဲ့အချစ်ဆိုတာနောက်တစ်ယောက်ကလူယူရင်လည်းပါသွားနိုင်တဲ့အရာပါသူတစ်ပါးရဲ့မျက်ရည်ပေါ်မှာတိဆောက်ထားတဲ့ပျော်ရွှင်မှုဟာဘယ်တော့မှခိုင်မြဲလိမ့်မရှိပါဘူးစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာလွတ်လပ်တဲ့သူနှစ်ယောက်ရိုးသားစွာစုံစည်းခြင်းကနေပဲလာတာပါနံပါတ်4မိဘဖိုးဖွားတို့ရဲ့အမွေအနှစ်ညီကိုမောင်နှမချင်းလူယူတဲ့အမွေဟာမိသားစုကိုပြိုကွဲစေပါတယ်စတုတ္ထအချက်ကမတရားသဖြင့်ရယူတဲ့အမွေအနှစ်ပါအမွေကိစ္စကြောင့်ညီကိုမောင်နှမတွေချင်းချင်းတက်ဖြတ်နေကြတာတရားစွဲနေကြတာတွေကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏမြင်ဘူးကြမှာပါကိုယ့်ရဲ့ရတင်ရထိုက်တဲ့ဝေပုံကြထက်ပိုပြီးလောဘတက်ခါလူယူလိုက်တဲ့ပိုင်ဆိုင်မှုတွေဟာအိမ်မဆိုးတွေကိုပဲယူဆောင်လာပါလိမ့်မယ်မိသားစုရဲ့မြတ်တာတရားကိုဇတေးပြီးရလာတဲ့ရွှေငွေတွေဟာတင်းဘဝကိုတကယ်ပဲချမ်းသာစေမှာလားစဉ်းစားကြည့်စေချင်ပါတယ်နံပါတ်5သူတစ်ပါးရဲ့စိတ်ချမ်းသာမှုတော့စစ်ဖြစ်တဲ့ဆက်ဆံရေးတွေနဲ့သူတစ်ပါးကိုမနှိပ်စက်ပါနဲ့ပြင်စမချက်ကတော့မျက်စိနဲ့မမြင်ရတဲ့စိတ်အေးချမ်းမှုပါအချို့လူတွေဟာသူတစ်ပါးစိတ်ဆင်းရဲတာကိုကြည့်ပြီးပျော်တတ်ကြပါတယ်သူတစ်ပါးရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးတာစိတ်တက်ကြအောင်စကားလုံးတွေနဲ့တိုက်ခိုက်တာဟာလည်းတစ်ဖက်လူရဲ့ပိုင်ဆိုင်မှုကိုလူယူတာပါပဲလူတစ်ယောက်ရဲ့စိတ်တက်ကိုချိုးနှိမ်ပြီးကိုယ့်အသာစီးရတယ်လို့ခံစားနေရရင်အဲ့ဒါဟာတင်းစိတ်တက်သေးသိမ်နေလို့ပါတကယ်တော့ကျွန်တော်တို့ဟာတယောက်ကိုတယောက်စိတ်ခွန်အားပေးရမယ့်သူတွေသာဖြစ်တင်ပါတယ်နံပါတ်6သူတစ်ပါးရဲ့အခွင့်အရေးနေရာလူချင်းနဲ့အခွင့်အရေးခိုးယူခြင်းနောက်ဆုံးအချက်ကတော့အခွင့်အရေးတွေပါဥပမာတန်းစီတဲ့နေရာမှာဖျက်ကျော်တာကအစအရေးချင်းရှိတဲ့သူရတင်ရထိုက်တဲ့ယာတုနေရာကိုနောက်ွယ်ကနေမတမာတဲ့နီးလန်းနဲ့လူယူတာအဆုံးအကျုံးဝင်ပါတယ်သူတစ်ပါးရဲ့အခွင့်အရေးကိုလူယူခြင်းဟာလောကကြီးရဲ့တရားမျှတမှုကိုဖျက်ဆီးတာပါပဲသင်ဟာတကယ်တော်တဲ့သူဆိုရင်ဘယ်သူစီကမှအခွင့်အရေးလူယူစေရမလို့ပဲသင်အတွက်အခွင့်အရေးတွေဟာသူ့အလိုလိုပေါ်ပေါက်လာမှာဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်လောကမှာအောင်မြင်ခြင်းချမ်းသာခြင်းကိုယ့်ရဲ့အရေးအချင်းနဲ့စူးစမ်းအားထုတ်မှုအပေါ်မှာပဲအခြေခံပါသူတစ်ပါးစီကလူယူရရှိတဲ့အရာမှန်သမျှဟာတင့်ကိုဂုဏ်မတက်စေတဲ့အပြင်စိတ်မချမ်းသာမှုကိုပဲပေးပါလိမ့်မယ်